ကဲစမ်းကြည့်အောင်ပါအားရဲ့ကဏ္ဍအကုန်လုံးကဘာလဲဆိုတော့နှစ်ကိုခုံဖြစ်ပါတယ်ဟုတ်ပါသလား ဟုတ်တယ်ဆရာ အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ကတော့ Magician Mask ကိုလေးနေပဲဖြစ်ပါတယ်ခင်ဗျာဒီကနေ့မှာတော့တကယ်ကြီးတွေကိုကျွန်တော်ရဲ့သင်ပေးနေကြဖြစ်တဲ့ Magic Formula တွေကိုပြန်လည်ပြီးတော့ကျွန်တော်တို့ sharing လုပ်ပေးမယ့်အစီအစဉ်ပဲဖြစ်ပါတယ်ခင်ဗျာဟုတ်ကဲ့ပါအဲ့တော့ဘယ်လိုလုပ်မလဲဆိုတော့ညီလေးကဒီမှာနော်အဲ့တော့ဒီစက္ကူလေးပေါ်မှာဒီမှာ soft pen လေးနဲ့ညီလေးကြိုက်တဲ့ကဏ္ဍသုံးလုံးရေးရမယ်ဟုတ်ကဲ့ နော်ကဏ္ဍသုံးလုံးရေးလိုက်လို့ရှိရင်ကိန်းတစ်ခုဖြစ်သွားမယ်ပေါ့နော်အဲ့တော့ညီလေးကြိုက်တဲ့ကဏ္ဍသုံးလုံးရေးမယ်ရေးပြီးရင်အဲ့ဒါကိုဆရာမသိစေနဲ့နော်ဆရာဟိုဘက်ကိုလှည့်ပြီးတော့မျက်လုံးမိတ်ထားမယ်ညီလေးကြိုက်တဲ့ကဏ္ဍသုံးလုံးအရင်ရေးလိုက်ပါရေးပြီဟုတ်ပြီအဲ့တော့အဲ့ကဏ္ဍသုံးလုံးရဲ့ရောင်းမြန်ကိန်းနဲ့ခြားနာရမယ်နော်အဲ့တော့ရောင်းမြန်ကိန်းဆိုတော့ဘာလဲဆိုတော့ညီလေးကိုရေးထားတဲ့ကဏ္ဍဥပမာ1 2 3ဆိုပါစို့ရောင်းမြန်ကိန်းဆိုတော့3 2 1ကိုပြောတာပါနားလည်လားညီလေးဟုတ်ကဲ့ဟုတ်ပြီအဲ့တော့အဲ့ကဏ္ဍလေးသုံးလုံးရဲ့ရောင်းမြန်ကိန်းကိုအောက်မှာချရေးလိုက်ပါရေးပြီဗျဟုတ်ပြီအဲ့တော့အခုညီရေးထားတဲ့ကဏ္ဍအပေါ်မှာသုံးလုံးအောက်မှာသုံးလုံးဖြစ်သွားပြီပေါ့နော်အဲ့တော့အဲ့နှစ်ခုကြီးတဲ့ငယ်တာကိုခြားနာတယ်ဆိုတော့နှုတ်ရမယ်နော်ညီလေးစိတ်နဲ့ရရင်လည်းစိတ်နဲ့နှုတ်မရရင်လည်းသဘောပေါ်မှာဒီမှာကယ်ကူလေတာလေးရှိတယ်အဲ့မှာတစ်ခါတည်းယူပြီးတော့နှုတ်လို့ရပါတယ်ဟုတ်ကဲ့ရပြီဗျဖြေရပြီပေါ့နော်ဟုတ်ပြီအဲ့ဒီအဖြေကဏ္ဍလေးကရှေ့ဆုံးတစ်လုံးလေးကိုပဲဆရာကိုပြောပါရှေ့ဆုံးဆရာနှစ်ဗျဟုတ်ပြီအဲ့ဆိုရင်ဆရာမင်းရဲ့စိတ်နဲ့မင်းရေးချင်တာရေးထားတဲ့ကဏ္ဍတွေပြီးတော့ပြောင်းပြန်ကိန်းတွေကိုခြားနာလို့ရလာတဲ့အဖြေတွေကမင်းပြောတဲ့တစ်လုံးလေးကိုပဲဆရာသိတာနဲ့ကျန်တဲ့ကဏ္ဍတွေကိုဆရာကမကြည့်ပဲပြောနိုင်ပါတယ်ကဲစမ်းကြည့်အောင်ပါအားရဲ့ကဏ္ဍအကုန်လုံးကဘာလဲဆိုတော့နှစ်ကိုခုံဖြစ်ပါတယ်ဟုတ်ပါသလားဟုတ်တယ်ဆရာသူကကျွန်တော်ကိုရှင်းဆုံးတစ်လုံးနှစ်ကိုပဲပြောလိုက်တာနဲ့ကျွန်တော်ကကျန်တဲ့ကိန်းကဏ္ဍတွေကိုဘာကြောက်သိနေပါလဲဟုတ်ပါပြီတော့ဒီပြောက်ွက်လေးကိုကျွန်တော်တို့တစ်ခါတည်း formula sharing လုပ်ပြီးမှဖြစ်ပါတယ်ကျွန်တော်တို့အားလုံးအတူတူရှုထားရအောင်ပါခင်ဗျာတော့ဒီ formula လေးကတော့အဓိကကတော့ကြိုက်တဲ့ကဏ္ဍ၃လုံးမတူညီသောကဏ္ဍ၃လုံးပေါ့နော်ကျွန်တော်တို့ရေးလိုက်လို့ရှိရင်ရပါပြီသူ့ရဲ့ပြောင်းပြန်ကိန်းနဲ့ခြားနာလို့ရှိရင်အများတန်းကျွန်တော်တို့ပုံသေးတစ်ခုဖြစ်ပါတယ်အဲ့ပုံသေးတစ်ခုကတော့ဒီမှာကျွန်တော်တို့ကဏ္ဍ၃လုံးမှာရှေ့ဆုံးကနံပါတ်1ဖြစ်ပါတယ်ရှေ့ဆုံးနံပါတ်1ကိုကျွန်တော်တို့ကသိရတယ်တပြိုင်တည်းနောက်ကနှလုံးကိုအလိုလိုသိတဲ့ formula စနစ်လေးတစ်ခုရှိပါတယ်ခင်ဗျာအဲ့တော့ကျွန်တော်တစ်ခုကြည့်ရပါအခုအလဲကောင်းမှာနံပါတ်9ကတော့အမြဲတမ်းကိန်းသေးဖြစ်ပါတယ်အဲ့တော့ဒီလိုကျွန်တော်တို့တိုက်တဲ့ကဏ္ဍ၃လုံးရေးပြီးအဲ့ကဏ္ဍရဲ့ပြောင်းပြန်ကိန်းနဲ့နှုတ်လိုက်ရင်ခြားနာလိုက်လို့ရှိရင်အမြဲတမ်းအလဲမှာ9ရပါတယ်ဒါသူ့ရဲ့ nematic formula ပေါ့နော် nematic formula ကကျတော့နောက်ကခွန်ကိုကျွန်တော်ဘယ်လိုလုပ်သိလဲဆိုတော့နောက်ကခွန်နဲ့ရှေ့ကကိန်းနဲ့ပေါင်းခြင်းဟာခွန်ရယ်နှစ်ရယ်ကျွန်တော်တို့ပေါင်းခြင်းဟာဘယ်လောက်ရလဲဆိုတော့9ပဲရပါတယ်ခင်ဗျာနော်9ပဲရပါတယ်အဲ့တော့9နဲ့နဲ့ပေါင်း9မဟုတ်ဘူးလားဟုတ်ပါတယ်အဲ့တော့ခုနကညီလေးကဆရာကိုနှစ်လို့ပြောလိုက်တာနဲ့ပြိုင်နေဆရာတို့က formula ရအလဲကိန်းကအများနဲ့9ဖြစ်တယ်9သိထားတယ်သိထားတဲ့အတွက်နှစ်9သိကြသွားပြီအဲ့တော့နောက်ကခွန်ဆိုတာဘယ်လိုသိလဲဆိုတော့ရှေ့ကခဏကိုကြည့်ပြီးတော့သိတာဘာကြောင့်လဲဆိုတော့ရှင်းနဲ့နောက်နဲ့ပေါင်းခြင်းဟာ9ဖြစ်တယ်ဒါကြောင့်မို့လို့ကျွန်တော်တို့ကနေပြီးတော့မှ9လေးကနေပြီးတော့နှစ်ကိုနှုတ်လိုက်တဲ့အချိန်ကျရင်ခွန်ပြန်ရတယ်ဒါဆိုရင်အဖြေကနှစ်9ခွန်ဖြစ်ပါတယ်အဲ့တော့ဒါလေးကိုပို့ပြီးတော့သိကြတော့အောင်ကျွန်တော်တို့နောက်ထပ်တခြားသောကိန်းကဏ္ဍတစ်ခုနဲ့ပေါ့နော်အခုတွက်ချက်ကြည့်အောင်ပါကောင်းပြီကဲဒီလေးတော့မကြိုက်တဲ့ကဏ္ဍ၃လုံးရေးလိုက်ပါကဏ္ဍ၃လုံးကတူလို့တော့မရဘူးဥပမာ1 1 2တော့ဖြစ်လို့မရဘူးမတူညီတဲ့ကဏ္ဍ၃လုံးဖြစ်ရမယ်ပေါ့နော်အဲ့တော့ရေးလိုက်ပါဒီလေးကိုဆက်စစ်ကြည့်အောင်ပါကျွန်တော်ဒီမှာအဖြေ495ရပါတယ်အဲ့ဒါဆိုရင်အလဲကောင်ကကဏ္ဍလေးက6ပဲဖြစ်နေတယ်ဟုတ်ပြီနော်နံပါတ်6ပဲဖြစ်နေတယ်ရှင်းဆုံးနဲ့နောက်ဆုံးပေါင်းခြင်းကဘယ်လောက်လဲ9ဗျ9ပဲဖြစ်နေတယ်အဖြေကတော့ဒါလေးပါပဲအဲ့တော့ကျွန်တော်တို့ကပေးသက်ကအခုလိုတွက်ချက်ပြီးပြီဆိုရင်နောက်ဆုံးတစ်လုံးကိုပြောခိုင်းလဲရသလိုရှင်းဆုံးတစ်လုံးကိုပြောရင်လည်းရပါတယ်အကယ်၍နောက်ဆုံးကတစ်လုံးကိုပဲပြောရဲဆိုရင်လည်းနားဆိုရင်ရှေ့မှာ495ဆိုပြီးတော့ကျွန်တော်တို့ကရှေ့က4နဲ့9နဲ့ရှိနေတာကိုသိနိုင်ပါတယ်9ကတော့အမြဲတမ်းအလဲကောင်မှာကိန်းသေးအနေနဲ့နံပါတ်9ကျွန်တော်တို့ဖတ်ပါမယ်ရှင်းတော့ပေါင်းရင်အခု4နဲ့5နဲ့ပေါင်းရင်လည်း9ပဲဖြစ်ပါတယ်ခင်ဗျာအဲ့တော့ဒီနေရာမှာကြိုက်တဲ့ကဏ္ဍပိသက်ရေးချင်တာကြီးပါရောင်းမြန်ကိန်းနဲ့ကျွန်တော်တို့ခြားနာပြီးလို့ရလာတဲ့အဖြေကြီးဒီတိုင်း formula လေးဖြစ်ပါတယ်ဒါကတော့ကျွန်တော်တို့သင်္ချာရဲ့ mathematic formula ရဲ့ကျွန်တော်တို့ဒီ magic ရဲ့ mentalism လို့ခေါ်တဲ့စိတ်ကိုလှည့်စားခြင်းပညာရဲ့နှမျိုးပေါင်းဆက်ပြီးတော့တင်ဆက်တဲ့ပြောက်ကွက်လေးတစ်ခုဖြစ်ပါတယ်ခင်ဗျာကြည့်ရှုအားပေးကြတဲ့ပရိသတ်ပြောက်ချင်းစီကို
ကျေးဇူးအများကြီးတင်ပါတယ်ကျွန်တော်ကတော့ magician mask ကိုလင်းနေပြဖြစ်ပါတယ်ခင်ဗျာ